တနေ့မှာစစ်သားတယောက်ဟာမမြင်ရတဲ့မြေမြုပ်မိုင်းတစ်ခုကိုမတော်တဆနှိမ့်မိသွားတယ်သူချက်ချင်းထိတ်လန့်ပြီးကိုဘဝတင်မကသူ့ဖော်ရရဲ့ဘဝပါအနေရတဲ့ရောက်နေပြီဆိုတာသိလိုက်တယ်ခဏအကြာမှာသူတို့အဖွဲ့ရဲ့ကပတိန်ရောက်လာပြီးမိုင်းရဲ့အနက်နဲ့အရွယ်စားကိုတီပိုတစ်သားတို့တစ်ချောင်းနဲ့မြေကိုဖြည်းဖြည်းလှန်ကြည့်ခဲ့တယ်အဲ့ဒီအချိန်မှာမိုင်းကအရန်ကြီးတယ်ဆိုတာသိလိုက်ရပြီးဖြက်စီးဖို့မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်နေတယ်ကပတိန်ကချက်ချင်းအမိတ်ပေးပြီးစစ်သားတွေကိုနောက်ပြန်ဆုတ်ခိုင်းလိုက်တယ်ပြီးတော့မိုင်းပေါ်မှာနင်းထားတဲ့စစ်သားကိုတုံးထီရေတွက်ပြီးခြေထောက်ကိုမြောက်လို့ပြောလိုက်တယ်သူ့အစားကိုယ်တိုင်မိုင်းပေါ်မှာနင်းဖို့ဆုံးဖြတ်ထားတာပဲနှစ်သုံးစစ်သားကခြေထောက်ကိုမြောက်လိုက်ပြီးကပတိန်ကချက်ချင်းမိုင်းပေါ်ကိုသူ့ခြေထောက်တင်လိုက်တယ်အခုတော့ကပတိန်ကသူ့အဖော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့ကိုယ်တိုင်အနေနဲ့ဝင်သွားပြီးရုတ်တရက်သူဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်မိုင်းပေါ်ကလွတ်သွားတယ်အားလုံးထိတ်လန့်ပြီးကြောက်ရွံ့နေကြတယ်ဒါပေမဲ့ထူးဆန်းတာကမိုင်းမပေါက်ဘူးနောက်တစ်ချက်မှာတော့ကပတိန်ကမိုင်းပေါ်မှာတောင်လှမ်းခုန်နေတယ်ဒါပေမဲ့မိုင်းကလုံးဝမပေါက်သေးဘူးနောက်ဆုံးမှာအမှန်တရားထွက်ပေါ်လာတယ်အဲ့ဒီမိုင်းကအရင်ကတည်းကဖြတ်ပြီးသားဖြစ်နေခဲ့တာပါကပတိန်ကသူတို့အားလုံးကိုစမ်းသပ်ပြီးတန်ရှင်းစွာမျက်နှာပြောင်ပြောင်နဲ့လှည့်စားထားတာပဲ